အသားအရည်ကူထုံးဆရာဝန်တယောက်အနေနဲ့မိုးရာသီအကြောင်းကိုတင်းကိုနောက်ထပ်ရှင်းပြခြင်းပါလဲမိုးရာသီစတင်လာတဲ့အခါအထူးသဖြင့်နိုဝင်ဘာဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီလတွေမှာအရေပြားက6တွေ့လာတတ်ပါတယ်။ဒါဆိုရင်အဓိကစိုးရိမ်ရတာကအရေပြား6တွေ့လာကိုဘယ်လိုကိုင်းထွက်ရမလဲဆိုတာကလူတိုင်းမှာမျက်နှာတုပ်စီသုံးတဲ့အလေးထားရှိသင့်ပါတယ်။ဘာလို့မျက်နှာတုပ်စီသုံးရလာလဲ။မျက်နှာတုပ်စီတွေမှာဆရမ်မိုက်တစ်ပါဝင်လို့မိုးရာသီအတွင်းအရေပြားတွေကရေဆုံးရှုံးမှုကိုထိမ့်သိမ်းပေးနိုင်ပါတယ်။ဒါကြောင့်မနက်နဲ့ညနေရေချိုးပြီးတိုင်းမျက်နှာတုပ်စီကိုနေ့စဉ်2ကြိမ်လိမ့်တင်ပါတယ်။ရေချိုးပြီးတော်ဝယ်နဲ့ကိုဘိုတုပ်တဲ့အခါရေဆက်အနှဲငယ်ကိုအရေပြားပေါ်မှာထားလိုက်ပါ။မျက်နှာတုပ်စီကိုလိမ့်လိုက်ရင်မျက်နှာတုပ်စီနဲ့အတူကိုဘော်ကရေဆက်လေးတွေပါအရေပြားထဲမှာထိမ့်သိမ်းထားနိုင်ပါတယ်။အမြဲတမ်းမျက်နှာတုပ်စီလိမ့်ပေးပါ။မျက်နှာတုပ်စီနဲ့အတူရေဓာတ်များတဲ့အသီးနှံတွေကိုလည်းစားပေးပါ။ဘာလို့ရေဓာတ်များတဲ့အသီးနှံတွေစားတင်တာလဲ။ရေဓာတ်များတဲ့အသီးနှံတွေမှာဗီတာမင်များစွာပါဝင်လို့ကိုယ်ခံအားကိုတိုးတက်စေပါတယ်။ဒါကြောင့်ရာသီဥတုပြောင်းလဲမှုတွေမှာကိုယ်ခံအားကောင်းစေပြီးဒီရာသီမှာဖြစ်နိုင်တဲ့ virus အတက်ကြတွေကိုကာကွယ်နိုင်ပါတယ်ထို့ပြင်စပင်နဲ့အရေပြားအတွက်လည်းရေဓာတ်ကောင်းကောင်းရရှိစေပါတယ်။ပုံမှန်50ကီလိုဂရမ်ဝါလုံးရှိတဲ့လူတစ်ယောက်ဆိုရင်တစ်နေ့ကိုအနည်းဆုံးရေ2လီတာတော့တောက်တင်ပါတယ်။နောက်ပြီးအချိန်မှန်အိပ်ပေးဖို့လည်းသေချာစေပါ။ည10နာရီမတိုင်ရင်အိပ်ပေးဖို့တေးချပါစေအရေပြားဆွတ်ခဲတွေနွားတယ်လို့ခေါ်တဲ့အချိန်စရာတစ်ခုရှိပြီးမနက်ပိုင်းနဲ့ညပိုင်းမှာအလုပ်လုပ်ပါတယ်ညပိုင်းမှာနောက်ကျအိပ်လေးရှိလာရင်အရေပြားဆွတ်ခဲတွေနွားတဲ့ကအနှောက်အယှက်ဖြစ်လာပြီးစပင်းကြခြင်းအရေပြားရရန်ခြင်းနဲ့မိမိမှာမျိုးရိုးလိုက်ရနိုင်တဲ့တသနာတွေအခုချိန်မှာတက်လာနိုင်ပါတယ်ဒါကြောင့်မိမိမှာအရေပြား6ခြင်းမျိုးရိုးရှိတယ်ဆိုပါစို့မကြသေးခင်ကနာရီမအိပ်ဘူးဆိုရင်အကြောင်းပြချက်မရှိဘဲရုတ်တရက်တဲ့အသားအရည်6တွေ့လာသည်ဒါဟာမိမိအရေးပြတ်တာကြောင့်ဖြစ်တာပါမိမိထဲမှာမိသားစုမျိုးရိုးဆက်ဗီဇတစ်ခုတိတ်နေခဲ့တာပါအရေးပြတ်တာကြောင့်ကိုယ်ခံအားကျလာတဲ့အခါဗီဇကတက်လာပြီးမိမိအရေးပြားမှာ6တွေ့တာကိုမြင်တွေ့ရတာပါဒါကြောင့်အရေးပြားနဲ့စပင်ကောင်းစီဖို့မိမိဘဝစရိုက်ကိုဦးစားပေးထားပါကျန်းမာသောအစားအစာစားပါမိမိအစားအစာထဲမှာအသီးနှံအနုံမျိုးမျိုးထည့်သုံးပြီးအချိန်မှန်အိပ်ပေးဖို့သိကြပါစေ။